Hi အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာကတော့ကျွန်တော်ကနေပြီးတော့ဘောလုံးကန်တဲ့အချိန်မှာဘောလုံးရှင်လူတာပဲဖြစ်ဖြစ်တစ်ဖက်နောက်ခံလူနဲ့ရှင်ပြေးပဲဖြစ်ဖြစ်10မီတာ20လောက်အကွာဝေးကိုညှစ်ပြေးတဲ့အခြေအနေတွေမှာကိုယ့်ရဲ့ပြေးရကိုပုံမှုတိုးတက်ကောင်းမှုစီနဲ့အခြေခံအလွယ်တကူလေ့ကျင့်နည်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးလေ့ကျင့်ခန်းအနေနဲ့ကတော့ကိုယ့်ရဲ့ခြေပြားထိပ်လေးတွေခြေသလုံးခြေချင်းဝတ်လေးတွေတတ်မှလာအောင်ကိုယ့်ရဲ့လေးချိန်နဲ့ပဲပြန်ပြီးတော့အထက်အောက်ခြေချောင်းလေးတွေပေါ်မှာပဲအားထည့်ယူထားတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်It's okay. Everyone has bad days, but don't give up. Pause, rest, reset, restart. Always pick yourself up. ဒုတိယလေ့ကျင့်ခန်းအနေနဲ့ကတော့ပေါင်တစ်ဖက်စီကိုခန္ဓာကိုယ်အလေးချိန်နဲ့ဖိချပြီးတွန်းထုတ်ရမှာဖြစ်ပါတယ်။အရေးကြီးတာကတော့လေ့ကျင့်ခန်းတွေမှာခြေအပြားလိုက်ကြီးမချဘဲနဲ့ခြေပြားလေးတွေနဲ့လှုပ်ဝေးဖို့လိုပါတယ်နော်ဒါမှပြေးတဲ့အခါခြေကုပ်အားအတွက်ခြေချောင်းလေးတွေပါပိုတတ်မှလာပြီးတော့ပြေးရအတွက်ပုံမကောင်းမှုစီမှာဖြစ်ပါတယ်အများစုထင်နေကြတာကကြီးတဲ့အခါမှာခြေထောက်အားပဲလိုတယ်လို့ထင်နေကြပါတယ်တကယ်တမ်းလက်လွှဲအားကလည်းအရေးကြီးတဲ့အချက်အနေနဲ့ပါဝင်ပါတယ်ကြီးတဲ့အခါလက်လွှဲအားနဲ့လက်မောင်းမဆယ်တွေတမလာစေဖို့အတွက်အခုပြုလုပ်နေတဲ့လက်မောင်းလွှဲတဲ့လေ့ကျင့်ခန်းလေးကိုလည်းလုပ်ပေးသင့်ပါတယ်လက်နှစ်ဘက်တိုင်မီကိုက်ဖို့လည်းလိုပါတယ်လေးတုံးသုံးပြီးလည်းလေ့ကျင့်နိုင်ပါတယ်တက်နိုင်သမျှအမြန်လွှဲပြီးလေ့ကျင့်ခြင်းဖြင့်ပုံမှန်မြန်ဆန်စွာတိုးတက်လာစေပါလိမ့်မယ်ဒါကတော့ကျိုးခုံခြင်းနဲ့တူတဲ့လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်လက်လွှဲအားနဲ့ခြေထောက်တိုင်ပင်အကိုက်ခြေချောင်းလေးတွေအပေါ်အားပြုထားတာဖြစ်ပါတယ်ခြေချောင်းလေးတွေခြေချင်းဝစ်ခြေသလုံးကြွက်သားပေါင်မဆယ်တွေကိုတန်မာလာစေပြီးတော့ပြီးတဲ့အခါမှာလည်းလက်လွှဲဖို့အတွက်ပါတခါတည်းတိုင်ပင်ကိုက်ပြီးသားဖြစ်စေပါတယ်ပေါင်မဆယ်တွေတန်မာလာစေဖို့အတွက်လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုပေါင်ပေါ်အားသက်ရောက်စေပြီးတော့မဆယ်တွေကိုညောင်းအောင်ပြုလုပ်ခြင်းဖြစ်မဆယ်ခန္ဓာရင်အောက်မြင့်တင်ခြင်းဖြစ်ပါတယ်အရေးကြီးတဲ့အချက်ကတော့လေ့ကျင့်ခန်းတိုင်းမှာကိုယ်ခန္ဓာရင်ရှိတာထက်ပိုပြီးတော့နှိမ့်ထုတ်ဖို့လိုပေမဲ့မဆယ်တွေကိုတော့စူးပြီးနာလာတဲ့အထိမလုပ်မိဖို့တော့လိုပါတယ်နော်နောက်ဆုံးလေ့ကျင့်ခန်းလေးကတော့လက်လွှဲအားခြေထောက်အား
အားလုံးပေါင်းပြီးတော့ကိုယ်ခန္ဓာရင်ရှိသလောက်အားဖြင့်စမ်းကြည့်ခြင်းဖြစ်ပါတယ်နေ့တိုင်းပုံမှန်လေ့ကျင့်ပေးခြင်းဖြင့်ကွင်းထဲမှာပြေးတဲ့အခါမှာအကောင်းဆုံးရလဒ်ကိုထွက်ပေါ်လာစေမှာပါဒီလေ့ကျင့်ခန်းလေးတွေကတော့ကျွန်တော်အမြဲပြုလုပ်နေတဲ့ပြေးရအတွက်တိုးတက်ကောင်းမွန်စေမဲ့လေ့ကျင့်ခန်းလေးတွေပါအားလုံးပဲလေ့ကျင့်ခန်းလေးတွေကိုလိုက်လုပ်ခြင်းဖြင့်အဆင်ပြေကြပါစေဗျာ